မိုက်စွန်ခမင်္ဂလာပါဒီနေ့ကျမပြောပြမှာကတော့ဒီရောက်တော့မယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်ဒီလုတ်ရောက်အရာထားတော့မယ်ဒီလုတ်ရောက်အရာထားတော့မယ်ဒီစုကနာရောက်မျက်နှာတက်တော့မယ်ဒီစီကျူရောက်သွားတိုက်တော့မယ်ဒီစုကနာရောက်မျက်နှာတက်တော့မယ်ဒီစီကျူရောက်သွားတိုက်တော့မယ်ဒီกินข้าวในရောက်မနက်စာစားတော့မယ်ဒီกินข้าวในရောက်မနက်စာစားတော့မယ်ဒီကွာကန်ရောက်အလုပ်သွားတော့မယ်ဒါမှမဟုတ်ရုံသွားတော့မယ်ဒီကွာကန်ရောက်အလုပ်သွားတော့မယ်ဒါမှမဟုတ်ရုံသွားတော့မယ်ဒီกินข้าววันရောက်နေ့လယ်စာစားတော့မယ်ဒီกินข้าววันရောက်နေ့လယ်စာစားတော့မယ်ဒီมือဟင်းရောက်အိမ်ပြန်တော့မယ်ဒီมือဟင်းရောက်အိမ်ပြန်တော့မယ်ဒီอาบน้ำရောက်ရေချိုးတော့မယ်ဒီอาบน้ำရောက်ရေချိုးတော့မယ်ဒီกินข้าวค่ำရောက်ညစာစားတော့မယ်ဒီกินข้าวค่ำရောက်ညစာစားတော့မယ်ဒီนอนရောက်အိယာဝင်တော့မယ်ဒီนอนရောက်အိယာဝင်တော့မယ်အချိန်ပေးပြီးတော့နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေส้มถึงดีกูก็เป็นขยำค่ะให้อยู่ลิกยินสกัมค่ะไม่สงค่ะ